ခိုင်းလို့ရပြီပေါ့အဲ့တော့သူ့ရဲ့အလုပ်ကိုခိုင်းလို့ရအဲ့တော့ဒါအမြဲတမ်း AI agent လုပ်ဖို့လိုလားဆိုလို့ရှိရင်တော့မလိုဘူးပေါ့နော်ကိုကတစ်ခါတလေမှလိုတာတို့အရာတို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ generative AI ကအများကြီးအသုံးဝင်နေတော့မယ်ဒါပေမဲ့ကို့မှာနေ့စဉ်နေ့တိုင်းထက်ခါလုပ်တဲ့အလုပ်ဆိုတာရှိတယ်ပြီးအဲ့ထက်ခါလုပ်တဲ့အလုပ်ကိုကျွန်တော်တို့ consistently လုပ်ချင်တယ်တစ်ခါကြရင်ဒီပုံတစ်မျိုးတည်းကိုပဲမတူညီသော requirement နဲ့အများကြီးထုတ်နေတာရှိအဲ့ကြလို့ရှိရင်လည်းဒီ image creator agent လေးစောက်ထားလိုက်မယ်ဆိုရင် तू ကဒီ AI agent စောက်ထားပြီးတော့မှဒီ AI agent မှာပဲကျွန်တော်တို့တွားမေးနေမယ်ဆိုလို့ရှိရင်ကြတော့သူ့ရဲ့အဖြေပေါ့နော် तू ပေးမဲ့ response က consistent ဖြစ်တယ်အဲ့တော့ဒီမှာမပြောမနေပဲနဲ့တခါတည်းပြလိုက်မယ်ပေါ့နော်အဲ့ဆို okay ဒါကကျွန်တော်တို့ရဲ့ AI agent idea validator အဲ့တော့သူ့ကိုဘာမှသွားရှာရမလဲဆိုလို့ရှိရင်ဒီမှာ Gemini ရဲ့အပေါ်မှာကိုယ့်ရဲ့ gems အနေနဲ့ရှိနေပြီဒီဘေးဘက်လေးမှာပေါ့အဲ့တော့ကျမတို့ကဒီ task နဲ့ပတ်သက်ပြီးကိုနေစဉ်နဲ့အမျှလုပ်တဲ့အလုပ်ကိုကတေးသေးချာချာ agent ပေးလုပ်ပြီးတော့မှ train ထားပြီးပြီဆိုလို့ရှိရင်ဒီအလုပ်ကိုပဲကျမတို့နေစဉ်ထက်ခါလုပ်မယ်ဆိုလို့ရှိရင်ဒီအောက်မှာလိုတိုင်းသွားပြီးတော့မှ check create လုပ်နေစရာမလိုဘဲနဲ့ကိုဒီ AI agent လေးတက်တိဆောက်ထားတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက် consistent ဖြစ်တဲ့အဖြေတွေ consistent ဖြစ်တဲ့ results တွေကိုအများတန်းပေးဖို့အတွက်ကို AI agent တစ်ခုကိုစောက်ထားလို့ရပြီပေါ့နော်အဲ့တော့ကိုကဒီ AI agent idea နဲ့ပတ်သက်ပြီးတော့မှလုပ်တော့မယ်ဆိုလို့ရှိရင်ဒီ gem လေးကိုသွားပြီးတော့မှတာမန်ကျမတို့လုပ်တယ်လို့မျိုးလုပ်လိုက်အောင်မယ်အဲ့တော့သူက AI agent ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ generative AI လို့တော့သူမေးချင်ရတွေသွားမေးနေလို့မရဘူးဘာလို့ဆိုတော့သူ့ရဲ့ specific scope ကဒီ AI agent idea validator ပဲဥပမာ HR screening HR CV screen လုပ်ဖို့အတွက်ဆိုသူက CV screen အတွက်ပဲသူ့ကိုတခြားနဲ့ပတ်သက်တဲ့ topic သွားမေး तू ကမသိဘူးဘာလို့ဆိုတော့ဒါကသူက specialist ဖြစ်သွားတာ generalist မဟုတ်တော့ဘဲနဲ့ specialist ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ result တွေကိုကျမတို့ယုံကြည်လို့ရတယ်တေးချာသုံးလို့ရတယ်ဟိုဘက်က generalist ဖြစ်တဲ့ AI ထက်စာလို့ရှိရင်ပေါ့နော်အဲ့ဒါကြောင့်လဲဒီလိုမျိုး AI agent တွေကကျမတို့တဖြည်းဖြည်းချင်းပေါ့နော်ကျမတို့ရဲ့နေ့စဉ်ဘဝမှာလည်းဝင်ရောက်လာပြီအဲ့တော့ကိုရိုင်းကလည်းဘေးလုထားဖို့ဘေးလုတက်ဖို့လိုတယ်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာဒီ generative AI ကိုလည်းသုံးနေရအောင်ပါပဲဒါပေမဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကို repetitive task တွေအများနဲ့လုပ်နေတဲ့အရာတွေရှိရဆိုလို့ရှိရင်လည်းကျမတို့ AI agent လေးတွေ create လုပ်ပြီးတော့မှသုံးလို့ရပြီဒီတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ပေါ့နော်တခြားသော AI agent create လုပ်လို့ရတဲ့ tools တွေလည်းအများကြီးရှိနေပြီပေါ့အဲ့တော့ဒါလေးကတော့ဒီ Gemini နဲ့ဘယ်လိုမျိုး AI agent create လုပ်လဲဆိုတော့အဲ့ဆို AI agent ရဲ့ example လေးတွေပေါ့နော်ကျွန်တော်ဒီနေရာမှာတစ်ချက်ပြချင်တာAI agent automated example လေးတွေပေါ့ဒါကတော့ကျွန်တော်တို့Kia AI ရဲ့ client တွေအတွက်ကောပြီးတော့ကိုယ့်ရဲ့ in house အတွက်ကော develop လုပ်ထားတဲ့ agent လေးတွေ auto AI solution လေးတွေပေါ့အဲ့တော့ပထမဦးဆုံးပြောချင်တဲ့ဒီပြချင်တဲ့ use case တွေကတော့ဘာလဲဆိုလို့ရှိရင်ကြတော့ဒီ researcher agent လေးပေါ့အဲ့တော့ကျမတို့ကခုနပြောနည်းပညာသမားပဲဖြစ်စေဆရာမပဲဖြစ်စေကျမတို့ research လုပ်နေတဲ့လူပဲဖြစ်စေဒီ internet မှာကိုလိုချင်တဲ့data တွေရဖို့ကိုသိချင်တဲ့ information တွေအများကြီးရဖို့ကိုအတွက် data တွေအများကြီးရဖို့အတွက်ကျမတို့က research အများကြီးလုပ်ရတယ်အဲ့လို research အများကြီးလုပ်ရတဲ့အချိန်မှာစာတွေအများကြီးဖတ်ရတယ်paper တွေအများကြီးဖတ်ရတယ်စာအုပ်တွေအများကြီးဖတ်ရတယ်သတင်းတွေအများကြီးလေ့လာရအဲ့တော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာအဲ့ဒီလိုမျိုးလေ့လာရတယ်ဆိုလို့ရှိရင်ကြတော့အဲ့ဒီဟာကမကုန်ဘူးဆိုလို့ရှိရင်တနေ့ကျမတို့အချိန်2နာရီ3နာရီကုန်တယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာကျမတို့ဘာကိုသုံးနိုင်လဲဆိုလို့ရှိရင်ဒီ AI research ပေါ့ AI ကို research လုပ်ခိုင်းလိုက်တယ်သူ research လုပ်ခိုင်းရုံနဲ့မကဘဲနဲ့ခုနပြောသူတာမန် research လုပ်တာကကျမတို့ generative AI မှာလုပ်လို့ရနေတော့မယ်ဒါပေမဲ့သူ research လုပ်ခိုင်းရုံနဲ့မကဘဲနဲ့ဘာလုပ်လိုက်လဲဆိုလို့ရှိရင်research လုပ်ပထမဦးဆုံး research လုပ်ပြီး research လုပ်ပြီးသွားလို့ရှိရင် research လုပ်လို့ရတဲ့ data တွေ information ကိုလူကိုယ်တိုင်လုပ်မယ်ဆိုလို့ရှိရင်လုပ်တဲ့ process လိုမျိုးပဲပေါ့နော် research လုပ်ပြီးတော့မှရလာတဲ့ data တွေအများကြီးကိုကျမတို့ဘာလုပ်မလဲဆိုရင်အားလုံးစုပေါင်းမယ်စုပေါင်းပြီးတော့မှ okay နောက်ဆုံးကိုယ့်အတွက် summary လေးပေါ့ကိုကဖတ်စရာလိုတဲ့ summary လေးပဲလုပ်ပေးပါဆိုပြီးတော့မှဒီ researcher agent တွေလုပ်လိုက်တယ်ဆိုလို့ရှိရင်အရင်ကဒီအနည်းဆုံးတော့2နာရီ3နာရီ information တွေအများကြီးဖတ်ဖို့သတင်းတွေအများကြီးဖတ်ဖို့ဒီ knowledge တွေအများကြီးရဖို့အတွက်ကို2နာရီ3နာရီကုန်နေရတယ်ဆိုလို့ရှိရင်じゃဒီ AI agent ကတေးချာ deep research လုပ်ထားပြီးတော့မှ summarize လာပေးတဲ့အတွက်ကြောင့်မို့ကျမတို့ကဒီပြောရမယ်ဆိုလို့ရှိရင်တော့ minutes ပေါ့နော်ဒီ10မိနစ်2မိနစ်အလွန်ဆုံး5မိနစ်လောက်တွင်မှာဒီ report ကိုတေချာရတယ်ပြီးတော့အဲ့ report ကိုကြည့်ပြီးတော့မှဒါကိုကလိုရ okay ဒါကတော့ဒီလို update တွေရှိရဆိုပြီးတော့မှဒီ research လုပ်ထားတဲ့ deep dive လုပ်ထားတဲ့အရာကိုပြန်ပြီးတော့မှကိုသိချင်မှဒါပြန် follow လုပ်အောင်မယ်ခုန research လုပ်ဖို့အချိန်တွေကုန်တဲ့2နာရီ3နာရီကိုလုပ်စရာမလိုတော့ဘူးပေါ့နော်ဒါကတော့ researcher agent လေးပေါ့နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ social media AI automation မှာသူကဘာလဲဆိုတော့ဒါကကြတော့online မှာကိုကပစ္စည်းရောင်းတယ်ပေါ့online မှာပစ္စည်းရောင်းပြီဆိုလို့ကျွန်တော်တို့ဒီနေ့ခေတ်ဆိုတာ social media မှာ active ဖြစ်ရပြီပေါ့နော်ကိုယ့်ရဲ့ social media account မှာ Facebook မှာ Instagram မှာ TikTok မှာအဲ့ဒီမှာက
content တွေတွားပြီးတော့မှ create လုပ်ရတယ်တင်ရတယ်အဲ့တော့တစ်ခါတလေ promotion ရှိမှတင်တာမဟုတ်ဘဲနဲ့နေ့စဉ်နေ့တိုင်းဒီကိုယ့်ရဲ့ customer တွေ user တွေနဲ့ engage ဖြစ်ဖို့အတွက်တင်နေရတဲ့ content တွေရှိတယ်ဥပမာကိုကကလေးပစ္စည်းရောင်းတယ်ဆိုလို့ရှိရင်ဒါမေမေတွေလိုက်နာရမယ်ချက်တို့မေမေတွေတတိထားမယ်ချက်တို့အဲ့လိုမျိုး knowledge လေးတွေ engagement လုပ်တဲ့အရာလေးတင်ဖို့အတွက်ကိုကျွန်တော်တို့ကအကယ်၍မှာကိုတယောက်တည်းလုပ်တဲ့စီးပွားရေးဆိုလို့ရှိရင်အဲ့ဒါတွေကတကယ်တော့အချိန်အများကြီးကုန်တယ်ပေါ့အဲ့လိုကုန်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီ solution ကဘာလုပ်လိုက်လဲဆိုလို့ရှိရင်ကြတော့သူက automate လုပ်ထားလိုက်တာပထမအဦးဆုံးကျွန်တော်တို့တိဆောက်တဲ့အချိန်မှာပဲဘေးလုပ်တဲ့အချိန်မှာပဲအချိန်ယူတယ်ဒါပေမဲ့ तू ကဘာလုပ်ပေးလဲဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းကို့အစားဒီ Facebook Instagram Pinterest TikTok တော့နော်ကိုကအကယ်၍ဗီဒီယိုတင်ခင်းနေဆိုလို့အဲ့ဒီမှာကို့အစားကိုကနေ့စဉ်တင်ပါဆိုပြီးတော့မှပြောထားလိုက်တယ်ဆိုလို့ရှိရင်ကိုကဘာမှလုပ်စရာမလိုဘာမှလုပ်စရာမလိုဘဲနဲ့ကျမတို့ဘာပဲလုပ်ဖို့လိုလဲဆိုလို့ရှိရင်ဒီနေရာမှာပေါ့နော်ဒီနေ့မှာတော့ဒီအလဲရပြထားတယ်ဒီနေ့မှာတော့ဒီလို themes လေးနဲ့ဒီလို style လေးနဲ့ဒီလို meanings လေးနဲ့contents လေး create လုပ်ပေးပါဆိုပြီးတော့မှသူ့ကိုပြောထားလိုက်တယ်ဆိုလို့ရှိရင်သူဒီ AI agent လေးကပထမဦးဆုံးအနေနဲ့ဒီခိုင်းထားတဲ့ topic ကိုပဲသူကယူတယ်ခိုင်းထားတဲ့ themes ကိုယူပြီးတော့ဒီ3မျိုးလောက်ကိုပဲ information ယူပြီးတော့မှဘာလုပ်ပေးလဲဆိုလို့ရှိရင်အဲ့ information ယူထားတဲ့3မျိုးပေါ်မှာမူတည်ပြီးတော့မှ Facebook အတွက် content ဆိုတဲ့နေရာမှာလဲစာသားရောဓာတ်ပုံရော image ကောပေါ့နော်စာသားရော image ကောလုပ်တယ်ပြီးရင်ထိုနည်း၎င်းမှာ Instagram အတွက်ဆိုလဲအဲ့လိုပဲဆို Facebook နဲ့ Instagram မှာတင်ရတဲ့content တွေကမတူအဲ့လိုမတူညီတဲ့လိုအပ်တဲ့ constant တွေအတွက်ကို तू ကတေးသေးချာချာရေးတယ်ရေးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ရေးရုံနေမကဘဲနဲ့တခါတည်း तू ကိုတန်းပြီးတော့မှတင်ခိုင်းထားလို့ရတယ်ဒီညနေည8နာရီဆိုရင်ဒီ content တွေကို create လုပ်ပြီးတော့မှတင်လိုက်တော့ဆိုပြီးတော့သူ့ကိုပြောထားတယ်ဆိုလို့ရှိရင်ကိုကဘာမှမလုပ်စရာမလိုတာဥပမာဒီကျွန်တော်တို့ရဲ့ဒီ sheet ထဲမှာဘယ်နေ့ဆိုရင်တော့ဘာတင်ဆိုပြီးတော့မှကိုကတစ်လစာထည့်ထားတယ်ဆိုလို့ရှိရင်သူ့ကိုတစ်လစာလက်လွှတ်ထားလို့ရတယ်။ तू ကတလစာကိုတင်ပေးနေမှာပဲ။အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ကြတော့အများကြီးအထောက်အကူဖြစ်တယ်။ကိုယ့်ရဲ့အချိန်တွေကိုအများကြီး save ဖြစ်တယ်။ကဲပြီးတော့ကိုက online shop လုပ်တယ်ဒါပေမဲ့ကိုတယောက်တည်းပဲအရင်ဦးဆုံးလုပ်နေရတဲ့အချိန်မှာလူလည်းမခံနိုင်သေးဘူး။ဒါမဲ့ကိုလုံးဝ focus လုပ်ရမယ့်အရာကဒါ customer တွေစိတ်ချမ်းသာဖို့ဒီ sales တွေမြမြရောင်းရဖို့အဲ့တော့ဒီ social media အတွက်ကိုကအချိန်မကုန်ဘူးဆိုလို့ရှိရင်တခြားတစ်ဖက်မှာကိုယ့်ရဲ့အချိန်တွေကို allocate လုပ်ထားလို့ရတယ်ပေါ့။အဲ့ဒီအတွက်ကိုကူညီလို့ရဖို့အတွက်ကိုဒီ solution လေးအဲ့ဒါမျိုးကိုလည်းလုပ်လို့ရတယ်ပေါ့နော် AI automation နဲ့နောက်တစ်ခုကကြတော့ဗာလဲဆိုကျွန်တော်ကပြောခဲ့တဲ့အထက်မှာလည်းပါသွားတယ်ပေါ့နော် assistant လေးအဲ့တော့ကိုယ့်ရဲ့ဒီ web page မှာပဲဖြစ်စေကိုယ့်ရဲ့ Facebook မှာပဲဖြစ်စေနေ့စဉ်နေ့တိုင်းလာမေးနေတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုတော့ဒါ Facebook admin လေးတွေခန့်ထားတယ်ပေါ့နော်အဲ့တော့ admin ကလည်းရှိမှာပဲ admin ကလည်းရှိနေဖို့လိုတယ်ဒါပေမဲ့ဘာလို့လာလဲဆိုလို့ရှိရင်ကြတော့အများအားမေးနေတဲ့အတူညီသောမေးခွန်းတွေအတွက်ကိုဒီ AI ကအရင်ဦးဆုံးဖြေနိုင်တယ်ဆိုရင် तू က24နာရီအလုပ်လုပ်နိုင်တယ်အော် customer ကဘယ်အချိန်ပဲလာမေး तू ကတာမန်မေးခွန်းလောက်ကိုတော့ तू ကဖြေနေနိုင်ပါပဲဒါပေမဲ့ तू မဖြေနိုင်တဲ့မေးခွန်းကိုတော့လူကတော့ဝင်ဖြေပေးပါမယ်ဆိုပြီးတော့မှကိုကလှုပ်ထားတယ်ဆိုလို့ရှိရင်ကြတော့အနည်းဆုံးတော့ဥမာအရှိပိုင်းမှာဒီ customer အမြဲတမ်းလာမေးတဲ့တာမန် queries လောက်ကိုသူ့ကို train ပေးထားမယ်ဒီ knowledge တွေပေးထားမယ်ဆိုလို့ရှိရင် तू ကကိုယ့်အစားဖြည့်ပေးနေလို့ရတယ်ပေါ့အဲ့တော့အဲ့ဒီလိုမျိုး use case တွေအများကြီးရှိတယ်ပေါ့နော်ဒါကဒီ use case တွေကဒီမှာလည်းအဆုံးသတ်သွားတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကိုယ့်ရဲ့ career မှာကိုဘာလုပ်နေလဲဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်အသိဆုံးပေါ့နော်အဲ့ဒီလိုအရာတွေကိုဒီ AI agent လေးတွေ create လုပ်ပြီးတော့မှ build လုပ်ပြီးတော့မှကိုယ့်ကိုအကူအညီဖြစ်စေဖို့အတွက်ကိုအများကြီးအသုံးချလို့ရနေပြီဆိုတဲ့အကြောင်းလေးကိုအဓိကပြောရင်းနဲ့ပဲဒီနေရာလေးမှာကျမရဲ့ talk လေးကိုအဆုံးသတ်လိုက်ရပါတယ်ဟိုဟာအဆုံးမသတ်ခင်ပေါ့နော်ဟို question and answer လေးလည်းဟိုတခါလေးရှိပါမယ်အဆုံးမသတ်ခင်ပေါ့နော်ကျမနောက်ဆုံးပေးချင်တဲ့ဒီဟိုဟာလေးကတော့ဘာလဲဆိုလို့ရှိရင်ဒါကျမတို့ရဲ့အဲ့တော့ဟိုပြောသွားတာလည်းအများကြီးပေါ့နော်ဒီ AI တွေကလည်း AI တွေရှိတဲ့အချိန်မှာဥမာနောက်ဆုံး okay ဘာလို့ဆိုတော့ AI tools တွေအများကြီးရှိရတော့မှပဲလိုက်လေ့လာလို့မပြီးသေးဘူးဒီ agentic AI ကလေ့လာမှာလားဆိုရင်တော့လေ့လာကတော့လေ့လာမှာပေါ့နော်ဒါပေမဲ့ it takes time အဲ့တော့တခါတည်းအများကြီးခေါင်းထဲမှာမှတ်ထားလိုက်ဖို့မလိုဘူးပေါ့နော်ကျမတို့ဒီ KIA ရဲ့ web page မှာဘယ်လိုမျိုးအကူအညီဖြစ်အောင်လုပ်ပေးထားလဲဆိုလို့ရှိရင်ဒါကျမတို့ရဲ့ web page လေးပေါ့နော် kia.ai kia.ai ဆိုပြီးတော့မှသွားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ဘာရှိလဲဆိုရင်ကြတော့အကုန်လုံးအတွက်အဆင်ပြေအောင်လို့ဒီ discover AI tool ဆိုပြီးတော့မှနှိပ်လိုက်တယ်ဆိုလို့ရှိရင်generated AI tools တွေရောပေါ့ဥပမာဒီအခုပြောသွားတဲ့ဒီ talk လေးဆိုလို့ရှိရင်ကျွန်မ presentation ကိုဒါ presentation ပေါ့နော် presentation နဲ့ပတ်သက်တာဆိုတာကျွန်မ Gamma ကိုသုံးသွားအဲ့တော့ဒီအရင်တော့ဆိုရင် presentation တစ်ခုလုပ်ဖို့ slide တစ်ခုလုပ်ဖို့ဆိုတာဒါအချိန်အများကြီးကြာတယ် slide တစ်ခုချင်းစီတိုင်းမှာအဲ့တော့ဒီနေ့ခေတ်က AI တွေသုံးပြီးတော့မှကျွန်တော်တို့
များကြီးလုပ်လို့ရနေပြီပေါ့နော်အဲ့လို tools တွေကို like သိနေဖို့လေ့လာနေဖို့ကလည်းဟိုတစ်ခါကျမှတ်ထားပေမဲ့လည်းမေ့သွားတယ်ပေါ့နော်ဘာလုပ်လို့ရလဲဆိုကျမတို့ဒီ Kia AI page မှာပေါ့နော်သူသုံးဝင်လို့ရတာကိုက Kia AI page ကိုလာလိုက်မယ်လာလိုက်ပြီးသွားပြီဆိုလို့ရှိရင်ဥမာကျမထားလိုက်ပါတော့ presentation လုပ်ချင်တယ်ဆိုရင် presentation ရွေးလိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာ grammar ဆိုတဲ့အရာလေးကျမတို့ recommend ပေးတယ်ပေါ့နော်ဘာလို့ AI tools တွေကအများကြီးပဲဒါပေမဲ့ဒါနဲ့ပတ်သက်လို့ရှိရင်တော့ဒီ tools တွေကကျမတို့ကိုယ်တိုင်လည်းသုံးနေတဲ့ tools တွေပဲကျမတို့ recommend ပေးတာပေါ့နော်ဒီ tools လေးဆိုတာရှိမယ်အဲ့ tools လေးကိုဘယ်လိုသုံးလို့ရမလဲဆိုတော့ကြည့်မယ်ပေါ့နော်ဒါကဟို learning purpose only အတွက်ပဲကျမတို့ထားတာပေါ့နော်ဘာ ချက်မှပေးစရာမလိုဘူးကိုက presentation လုပ်တော့မယ်ဆိုရင် presentation ကိုရှာလိုက်တယ်ရှာပြီးတော့မှ okay presentation အတွက်ဆိုတော့ဒီ tools လေးရှိတယ်ဒီ tools လေးကဘာလေးလဲဆိုပြီးတော့မှကျမတို့ဖတ်လို့ရတယ်ဖတ်ကြည့်ပြီးတော့မှဒီ tools လေးကကိုယ့်အတွက်တကယ်အသုံးဝင်မလားဆိုပြီးတော့မှကြည့်ပြီးတော့မှအကယ်၍ဒီ tools လေးကိုသုံးကျင်တယ်ဆိုလို့ရှိရင်ကျမတို့ဒီအောက်မှာ link လေးပေးထားပြီးတော့မှအဲ့ tools ကိုတိုက်ရိုက်သွားလိုက်ရုံပဲပေါ့နော်ထိုနည်း၎င်းပဲဥမာကိုကဗီဒီယိုထုတ်ချင်တယ်ပေါ့အဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုနဲ့ပတ်သက်တဲ့ကျမတို့AI ပေါ့နော် recommend ပေးရဲ့ AI လေးတွေရှိတယ်ဒါအဲ့ဒီ AI tools လေးတွေကိုတွားပြီးတော့မှဒီ AI tools ကဘာလုပ်တာလဲဆိုပြီးတော့မှဖတ်ကြည့်ရောမှတခါတည်းသုံးလို့ရတဲ့ link လေးလည်းကျမတို့ပေးထားတယ်ပေါ့နော်ဒီနေရာလေးမှာစပြီးတော့မှသုံးကြည့်လို့ရတယ်ပြီးတော့ကိုယ့်ရဲ့ assistant အနေနဲ့သုံးမယ်ဆိုလို့ရှိရင်လည်းထိုနည်းတစ်ကောင်ပဲကျမတို့ assistant ဆိုရင် ChatGPT ရှိတယ် Gemini ရှိတယ်research လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ Perplexity ပေါ့နော်ပို့ကျမတို့ recommend ပေးတယ်အဲ့ဒီလိုမျိုး tools တွေကိုဒီမှာလာပြီးတော့မှလေ့လာလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကိုအသုံးလို့မှလည်း okay ငါတော့ design လုပ်ဖို့လို့ဗီဒီယိုထုတ်ဖို့လို့ပြီဆိုတော့မှဒီ page လေးကိုလာပြီးတော့မှနှိပ်ပြီးတော့မှကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျမတို့ဒီမှာ tools လေးတွေအများအားဖြည့်ပေးထားမယ်ပေါ့နော်ပြီးဒီ tools တစ်ခုချင်းစီတိုင်းရဲ့သူ့ရဲ့အသုံးဝင်ပုံနဲ့သူ့ရဲ့ benefit ပေါ့နော်ဘယ်နေရာမှာတော့သုံးလို့ကောင်းတယ်ဘာအတွက်တော့သုံးလို့ကောင်းတယ်ဆိုလို့ရှိရင်ကိုအသုံးလို့တော့မှဒီမှာလာကြည့်ပြီးတော့မှဒီ tools လေးကိုသုံးလို့ရမယ် link တွေကိုလည်းကျမတို့ထားပေးထားမယ်ပေါ့နော်ပြီးဒီ list ကိုလည်းကျမတို့အများတန်းupdate လုပ်ပေးနေမယ်ပေါ့နော်အဲ့လိုလုပ်ချင်းအဖြစ်ကိုက tools တွေကိုအများတန်းခေါင်းထဲမှာမှတ်ထားစရာမလိုဘဲနဲ့ကိုက presentation လုပ်ဖို့လိုရင်ဒီမှာလာပြီးတော့မှ presentation လေးကိုနှိပ်ပြီးတော့မှအဲ့ဒီထဲက tools လေးကိုသုံးသွားမယ်ဆိုလို့ရှိရင်တော့အကူအညီရမယ်လို့မျှော်လင့်ပါတယ်ကျမတို့ဒီကျမတို့ website ရဲ့ link လေးအဲ့ဒါဆိုရင် Kia AI ကဘာလုပ်တာလဲပေါ့နော်ဒီlanding လုပ်ဖို့အတွက်ပဲpage လုပ်ပေးရတာမဟုတ်ပါဘူးကျွန်တော်တို့ landing လုပ်ဖို့အတွက်ကိုလည်းကိုယ်တိုင် self learning လုပ်ချင်တဲ့သူတွေအတွက်ကိုလည်း self learning လုပ်လို့ရဖို့အတွက် resource တွေပေးတယ်လို့မျိုးအကယ်၍များဘာလို့ဆို professional တွေကိုက business လုပ်ငန်းရှင်တွေကိုက professional တွေဆိုလို့ရှိရင်ကြတော့မှန်တယ်ကိုယ်တိုင်လေးလာလိုက်ဖို့လိုတာဆိုတာလည်းမှန်တယ်ကိုယ်တိုင်လေးလာလို့ရတယ်ဆိုတာလည်းမှန်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်တခုခုကိုလေးလာဖို့အတွက်ကအချိန်လိုတယ်ပေါ့နော်အဲ့လိုချိန်လိုတဲ့အချိန်မှာကျမတို့ရဲ့ support ပေါ့နော်ခေဒီ AI agent လေးတော့စောက်ချင်တယ်ဒါပေမဲ့အခုပတ်သက်ကိုဒီ tools တွေလေးလာပြီးတော့မှစမ်းပြီးတော့မှအများကြီးစမ်းပြီးတော့မှမလုပ်နေချင်ဘူးဒီ KIA ရဲ့ support ကိုယူပြီးတော့မှလုပ်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့အချိန်ကြလို့ရှိရင်တော့ကျမတို့ဒီကျမတို့ရဲ့ service လေးတွေကတော့ဘာတွေရှိလဲဆိုလို့ရှိရင်ဒီ consulting ပေါ့နော်ကိုရဲ့ business မှာဒီ AI agent တွေဘယ်လိုစောက်လို့ရလဲဆိုတော့ consulting လေးတွေလည်းပေးတယ်ဒါမှမဟုတ်ကိုမှစဉ်းစားပြီးသား workflow တစ်ခုရှိပြီးတော့ခုနလိုမျိုးပေါ့နော် social media အတွက်ကို automate လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကိုရဲ့ business မှာတကယ်သုံးလို့ရတဲ့ AI automation တွေကိုသုံးလို့ရဖို့အတွက်ကျမတို့ transform လုပ်ပြောရမယ်ဆိုတော့ AI agent တွေ AI solution တွေကျမတို့ base လုပ်ပေးတယ်ပေါ့နော်အဲ့အရာတွေလုပ်တယ်ပြီးနောက်တစ်ခုကကြောက်ဘာလဲဆိုလို့ရှိရင်မဟုတ်ဘူး AI agent base လုပ်ဖို့အတွက်ကို Kia AI ကိုမအပ်ချင်ဘူးကိုဘာသာကိုပဲကိုက base လုပ်ချင်တယ်ဒါပေမဲ့လည်းအချိန်အများကြီးကုန်ပြီးတော့မှရှောက်စမ်းပြီးတော့မှမလုပ်ချင်ဘူးပေါ့ဘာလို့ဒီ guidance လေးပေါ့နော် support ယူပြီးတော့မှအတူတူ base လုပ်မယ်ဒါပေမဲ့ကိုယ်တိုင်ပဲ base လုပ်ချင်တယ် support လေးပဲပေးပါဆိုလို့ရှိရင်လည်းကျမတို့ဒီနေရာမှာ land to base AI ဆိုလို့ရှိရင်လည်းကျမတို့ကိုဆက်သွယ်လို့ရတယ်ကိုယ်တိုင် base လုပ်မယ်ဒါပေမဲ့ကျမတို့ကတော့ support ပေးပါဆိုဒီအများကြီးလေ့လာပြီးတော့မှ beta တွေကိုယ်တိုင်ကျမတို့ကိုယ်တိုင်ရောဒီ beta တွေကိုယ်တိုင်ရောကတေးချာ tools တွေအများကြီးစမ်းထားတယ်ကိုယ်တိုင်လည်း base လုပ်နေတဲ့အတွက်ကြောင့်မလို့အများတန်းဒီ hands on လုပ်နေတဲ့သူဆိုလို့ရှိရင်ကြတော့ကိုစတဲ့အချိန်မှာပေါ့နော်စာရီအများကြီးသွားဖတ်နေကြအများကြီးစမ်းနေကြမလို့ပဲနဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကိုနည်းနည်းလေးပဲအသုံးချပြီးတော့မှကိုယ်တိုင် base လုပ်လို့ရတယ်ပေါ့နော်အဲ့လို service တွေလည်းကျမတို့ပေးတယ်ပေါ့နော်ဒီ solution အပ်ချင်သည်ဖြစ်စေကိုယ်တိုင် base လုပ်ချင်လို့ support လုပ်ချင်သည်ဖြစ်စေဒါမှမဟုတ်ကိုကတော့ဒီလိုအခြေအနေရှိတယ်ကို business ကတော့ဒီလို run နေတယ် consultation လေးပေးပါဒီ AI ကိုဘယ်လိုမျိုးအသုံးချလို့ရလဲဆိုတဲ့အရာပေါ့နော်အဲ့ဒီအရာကတော့ကျမတို့ Kia AI ကိုဆက်သွယ်လို့ရပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါပေမဲ့ကိုယ့်ဘာသာကိုအစားအဆုံးလေးလာမယ်ဘာမှအကုန်ခံခြင်းဘူး support လည်းမလိုချင်ဘူးဆိုလို့ရှိရင်လည်းကျမတို့ရဲ့ဒီ page မှာ support တွေတေးချာအများကြီးရေးထားပါတယ် tools တွေလည်းအများကြီးရှိပါတယ်ဝင်သုံးကြည့်လို့ရပါတယ်ဝင်ပြီးတော့လည်းလေ့လာလို့ရပါတယ်အဲ့အပြင်ဒီမှာ blogs တွေမှာလည်းပေါ့နော်အသုံးဝင်နိုင်မဲ့စာလေးတွေအများကြီးရေးပြဥပမာကိုယ့်ရဲ့
ဒါဆိုလို့ရှိရင်ကျွန်မပထမဆုံးရေးထားတာပေါ့နော် Your journey into the world of AI ဒီ AI ကိုစသုံးဖို့အတွက်ကိုဘယ်လိုမျိုးလုပ်လို့ရလဲဆိုတဲ့ step by step guide လေးကိုလည်းကျွန်တော်တို့ရေးပေးထားပါတယ်အဲ့တော့ဒီထဲမှာကိုယ့်ရဲ့ essential AI tools တွေကပါလဲဘယ်အတွက်ဆိုရင်တော့ဘယ် tools တွေကအသုံးဝင်လဲအဲ့တော့ beyond tools ပေါ့နော် AI tools တွေသုံးနေတာတွေမကဘဲနဲ့ကိုယ့်ရဲ့ workflow တွေ transform လုပ်မယ်ဆိုလို့ရှိရင်ရောဘာတွေလုပ်လို့ရလဲဆိုတဲ့အကြောင်းလေးကိုလည်းရေးပေးထားတဲ့ blog လေးတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအမြဲတမ်းအသုံးဝင်မဲ့ tools လေးတွေအသုံးဝင်မဲ့စာလေးတွေအများကြီးတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝင်ကြည့်လို့ရပါတယ်ဟုတ်ကဲ့အားလုံးမမြန်မဲနဲ့တခုခုဒီ webinar လေးကနေပေါ့နော်တခုခုလေးရသွားမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့ဒီအဓိကရည်ရွယ်ချက်ကတော့ဒီ agentic AI ခေတ်ကရောက်နေပြီလာနေပြီပေါ့နော်အများစုအတွက်မဟုတ်သေးပေမဲ့လူနည်းစုအတွက်ကဒါလေးကတော်တော်လေးကိုမှအသုံးချပြီးတော့မှအသုံးဝင်နေအဲ့တော့အဲ့ဒါကိုကမသိလိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အများတန်းစိတ်ပူနေတဲ့အရာရှိတယ်ပေါ့နော် AI ကကိုယ့်ကိုreplace လုပ်သွားမှာလားပေါ့ AI ကကိုယ့်ကိုအစားထိုးသွားမှာလားဆိုလို့ရှိရင်တော့ကျွန်တော်တော့မဟုတ်ဘူးလို့ပဲပြောချင်တယ်ဒါပေမဲ့ AI ကဘယ်သူကိုတော့အစားထိုးသွားမလဲဆိုလို့ရှိရင် AI မသုံးတဲ့သူကိုတော့ AI သုံးတဲ့သူကအစားထိုးသွားမှာပါရှင်အဲ့ဒါလေးကိုပြောရင်းနဲ့ဟုတ်ကဲ့